အားလုံးပဲမင်္ဂလာပါရှင်ကျမတို့88 AI Story Channel ကနေဟိန်းရွှေကြိုးကြာရဲ့ AI နဲ့စိတ်ကူးရင်ဖန်တီးထားတဲ့မပြောက်ကွယ်သောအချစ်ဇလန်းလေးကိုအပိုင်းနှစ်အနေနဲ့တင်ဆက်ဖတ်ပြပေးသွားမှာဖြစ်လို့နားဆင်ခံစားပေးပါအောင်ရှင်တီရီအိမ်မက်တစ်နှစ်နီးပါးကြာလာခဲ့သည်တီရီသည်စာအုပ်ဆိုင်မှအလုပ်ထွက်ပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ရန်ကြိုးစားနေခဲ့သည်သူမ၏အိမ်မက်ကိုအကောင့်ထဲဖော်ခြင်းခဲ့သည်စာအုပ်ဆိုင်သေးသေးလေးတစ်ဆိုင်စာဖတ်ရန်နေရာလေးတစ်ခုကော်ဖီနှင့်လက်ဖက်ရည်ရနိုင်သောနေရာလေးတစ်ခုသူမသည်ဆိုင်နာမည်အတွက်အချိန်တော်ကြာစဉ်းစားခဲ့သည်နောက်ဆုံးတွင်မိုးရေစာအုပ်ဆိုင်ဟူသောနာမည်ကိုရွေးချယ်ခဲ့သည်နာမည်ကိုရေးပြီးနောက်သူမတိတ်တဆိတ်ပြုံးမိခဲ့သည်မင်းခန့်ကိုမေ့ပြီးပြီဟုသူမကိုယ်တိုင်ပြောနေခဲ့တော်လဲသူအမှတ်တရသည်သူမ၏အိမ်မက်ထဲတွင်ပင်ရှိနေဆဲဖြစ်သည်ဆိုင်ဖွင့်မိနေနီးလာသောအခါတီရီသည်အလွန်စိတ်လှုပ်ရှားနေခဲ့သည်သူမ၏မိခင်ကမေးလိုက်သည်သူ့ကိုမဖိတ်ဘူးလားတီရီကခဏတိတ်သွားသည်ဘသူကိုလဲမိခင်ကပြုံးလိုက်သည်မေးနေစရာလိုလို့လားတီရီကစိတ်မကောင်းသလိုပြုံးလိုက်သည်သူ့ဘဝမှာသူ့အလုပ်ရှိမှာပေါ့သမီးကမဖိတ်လို့လဲဖြစ်နိုင်တာပေါ့တီရီသည်ဘာမှပြန်မပြောခဲ့ပေတခါတရံကျွန်ုပ်တို့သည်လူတစ်ယောက်ကိုပြန်လာစေခြင်းနေတော်လဲပြန်လာပါဟုပြောရန်မာနနှင့်ကြောက်ရွံ့မှုတို့ကတားဆီးနေတတ်သည်ထင်မှတ်သောပြန်လည်ဆုံတွေ့မှုဆိုင်ဖွင့်သည့်နေ့မိုးသည်တဖွဲဖွဲရွာနေခဲ့သည်တီရီသည်ဆိုင်တကားရှေ့တွင်ရပ်ပြီးမိုးကိုကြည့်နေခဲ့သည်ထိုမိုးကိုမြင်လိုက်သောအခါနှစ်ပေါင်းများစွာကအမှတ်တရများသည်ပြန်လည်ပေါ်လာခဲ့သည်ထီးတလက်ဘတ်စကားမှတ်တိုင်လူငယ်တယောက်၏အတန်းထီးတဝက်လောက်သုံးမလားတီရီသည်တိတ်တဆိတ်ပြုံးလိုက်သည်ထိုအချိန်တွင်ဆိုင်တကားဖွင့်တန်ကြားလိုက်ရသည်ဆိုင်ဖွင့်ပြီလားထိုအတန်ကိုကြားလိုက်သောအချိန်တွင်တီရီနှလုံးခုန်တန်သည်ခဏရက်သွားသလိုခံစားရသည်သူမှဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်မင်းခန့်သူ့လက်ထဲတွင်ထီးတလက်ကင်ထားသည်သူတို့နှစ်ယောက်သည်စကားမပြောဘဲတယောက်ကိုတယောက်ကြည့်နေခဲ့ကြသည်အချိန်သည်ခဏရက်သွားသလိုဖြစ်နေခဲ့သည်မင်းခန့်ကအရင်ဆုံးပြောလိုက်သည်ဆိုင်နာမည်ကလှတယ်တီရီကပြုံးလိုက်သည်မင်းဘလို့သိတာလဲအိမ်မက်အကြောင်းကိုငါမမေ့ဘူးတီရီ၏မျက်လုံးများဆိုလာခဲ့သည်အခုမှဘာလာလောက်တာလဲမင်းခန့်ကတိတ်တဆိတ်မတက်ရက်နေခဲ့သည်ထို့နောက်တောင်းပန်ဖို့တီရီ၏အပြုံးပြောက်သွားသည်တောင်းပန်ယုံနဲ့ပြီးသွားမလားမပြီးဘူးမင်းခန့်ကဖြင်းဖြင်းစွာပြောလိုက်သည်ဒါပေမဲ့ငါပြောတဲ့စကားတွေကိုပြောဖို့လာတာသူတို့နှစ်ယောက်သည်ဆိုင်ထဲရှိစပွဲတစ်လုံးတွင်ထိုင်လိုက်ကြသည်မင်းခန့်သည်သူ့ဘဝတွင်ဖြစ်ခဲ့သမျှကိုပြောပြခဲ့သည်မိခင်၏ကျမ်းမာရေးငွေကြေးအခက်ခဲအလုပ်ဖိအားသူမကိုစိတ်မပူစေခြင်းခဲ့သည့်အကြောင်းတီရီသည်တိတ်ဆိတ်စွာနားထောင်နေခဲ့သည်မင်းခန့်စကားပြီးသောအခါသူမကမေးလိုက်သည်ဘာလို့အဲ့ဒီအချိန်ကမပြောခဲ့တာလဲမင်းခန့်ကပြုံးမိလိုက်သည်သို့တော်ထိုပြုံးတွင်နာကျင်မှုများပါနေခဲ့သည်ငါအားနေတာကိုမင်းမြင်မှကြောက်လို့တီရီကသူ့ကိုကြည့်လိုက်သည်ချစ်တဲ့သူကိုအားနည်းနေတာမပြလို့အဲ့ဒါကခိုင်မာတာလို့မထင်ဘူးအခုသိပြီမင်းခန့်ကပြောလိုက်သည်အရန်နောက်ကျသွားပြီလားတီရီသည်ချက်ချင်းဖြေမပေးခဲ့ပေမိုးရွာတန်သာဆိုင်ပြတင်းပေါက်အပြင်ဘက်တွင်ကြားနေရသည်အချစ်ကိုပြန်လဲတင်ယူခြင်းထိုနေ့နောက်ပိုင်းမင်းခန့်သည်တီရီဘဝထဲသို့ချက်ချင်းပြန်ဝင်လာရန်မကြိုးစားခဲ့ပေသူမကိုအချိန်ပေးခဲ့သည်တခါတရံဆိုင်သို့လာပြီးစာအုပ်ဝယ်သည်တခါတရံကော်ဖီမတောက်ဘဲလက်ဖက်ရည်တောက်သည်တီရီကမေးလေးရှိသည်နေတိုင်းလာနေတာစာအုပ်ဖတ်ဖို့လားမင်းခန့်ကပြုံးလိုက်သည်ဆိုင်ရှင်ကိုတွေ့ဖို့ဆိုင်ရှင်ကအလုပ်များတယ်ဒါဆိုစောင့်မယ်
အရင်ကမင်းခန့်သည်စောင့်ဆိုင်ခြင်းကိုမကြိုက်ခဲ့ပေသို့တော့အခုတော့သူနားလည်လာခဲ့သည်တယောက်ကိုအမှန်တကယ်ချစ်လျင်သူအစဉ်သင့်ဖြစ်သည့်အချိန်ထိစောင့်ပေးနိုင်ရမည်တနေ့တွင်ဆိုင်ပိတ်ပြီးနောက်တီရီကမင်းခန့်ကိုမေးလိုက်သည်မင်းပါလိုချင်တာလဲမင်းခန့်ကသူမကိုကြည့်လိုက်သည်မင်းကိုပြန်လိုချင်တယ်တီရီ၏မျက်နှာသည်တည်ငြိမ်နေခဲ့သည်ဒါပေမဲ့အရင်လိုပုံစံနဲ့တော့မဟုတ်ဘူးမင်းခန့်ကခေါင်းကြီးလိုက်သည်ငါလည်းအရင်လိုမဖြစ်ချင်တော့ဘူးအာမခံနိုင်လားလူတစ်ယောက်ကဘာမှမဖြစ်တော့ဘူးလို့တော့အာမမခံနိုင်ဘူးမင်းခန့်ကဖြင်းဖြင်းစွာပြောလိုက်သည်ဒါပေမဲ့ငါနာကျင်ရင်မင်းကိုပြောမယ်စိတ်ပင်ပန်းရင်မင်းကိုပြောမယ်ပြဿနာရှိရင်မင်းကိုဖုံးကွယ်မထားဘူးတီရီ၏မျက်လုံးများဆိုလာခဲ့သည်ပြီးတော့မင်းခန့်ကဆက်ပြောလိုက်သည်မင်းကိုဆုံးရှုံးရမှာကြောက်တယ်ဆိုတာလဲဖုံးကွယ်မထားတော့ဘူးတီရီသည်တိတ်ဆိတ်နေခဲ့သည်ထို့နောက်သူမကဖြင်းဖြင်းစွာပြောလိုက်သည်ကျမလည်းတခုပြောချင်တယ်ဘာလဲကျမစိတ်ဆိုးရင်မင်းကိုမပြောဘဲတိတ်နေခဲ့တာတွေရှိတယ်မင်းခန့်ကခေါင်းကြီးလိုက်သည်ငါသိတယ်မင်းသိလားတချို့အချိန်မှသိတယ်ဒါဆိုဘာလို့မေးမလာတာလဲကြောက်လို့တီရီကရေလိုက်သည်ဘာကြောက်တာလဲပိုစိတ်ဆိုးသွားမှာတီရီကရေရင်မျက်ရည်ကျလာခဲ့သည်ထိုနေ့တွင်သူတို့နှစ်ယောက်သည်ပြန်လည်ချစ်သူဖြစ်မည်ဟုကတိမပေးခဲ့ပေသို့တော်တယောက်ကိုတယောက်ပြန်လည်နားလည်ရန်စတင်ခဲ့ကြသည်တခါတရံပြတ်သွားသောအရာတစ်ခုကိုပြန်တည်ဆောက်ခြင်းသည်အတစ်တစ်ခုကိုစတင်ခြင်းထက်ပိုလှပတတ်သည်အကြောင်းမှာဘယ်နေရာမှာပြတ်ခဲ့သည်ကိုသိပြီးသားဖြစ်သောကြောင့်ဖြစ်သည်ဒုတိယအခွင့်အရေးလများစွာကြာလာခဲ့သည်မင်းခန့်နှင့်တီရီတို့သည်အရင်ကထက်ပိုမိုရင်းနှီးလာခဲ့သည်ဒါပေမဲ့ယခုတစ်ကြိမ်တွင်သူတို့သည်တယောက်ကိုတယောက်အလွန်ကြုံမပိုင်ဆိုင်ခြင်းတော့ပေကိုယ်ပိုင်ချိန်များကိုလည်းလေးစားပေးကြသည်အလုပ်များသောနေ့များတွင်ဒီနေ့အလုပ်များတယ်ညမှစကားပြောမယ်နော်ဟုရိုးရိုးသားသားပြောတတ်လာခဲ့ကြသည်စိတ်မကောင်းသောနေ့များတွင်ဒီနေ့ငါစိတ်မကောင်းဘူးအကြောင်းမမေးပဲခဏလောက်ဘေးမှာနေပြီဟုပြောတတ်လာခဲ့ကြသည်အချစ်သည်တယောက်ကိုတယောက်ထိန်းချုပ်ခြင်းမဟုတ်ကြောင်းယုံကြည်ခြင်းဖြစ်ကြောင်းသူတို့တဖြည်းဖြည်းသင်ယူလာခဲ့ကြသည်တနေ့တွင်တီရီ၏စာအုပ်ဆိုင်သို့မင်းခန့်ရောက်လာခဲ့သည်လက်ထဲတွင်ပန်းတပွင့်နဲ့ကင်ထားသည်တီရီကအံ့ဩသွားသည်ဘာနေ့လဲမိုးရွာတဲ့နေ့တီရီကအပြင်ကိုကြည့်လိုက်သည်တကယ်ပင်မိုးရွာနေသည်ဒီနေ့ကဘာဖြစ်လို့လဲမင်းခန့်ကပြုံးလိုက်သည်မင်းနဲ့စတွေ့ခဲ့တဲ့နေ့တီရီကပန်းကိုလက်ခံလိုက်သည်အဲ့ဒါဆိုနှစ်ပတ်လေလားဟုတ်တယ်မင်းမှတ်မိနေတာလားမမေ့နိုင်တဲ့နေ့တွေရှိတယ်လေတီရီကမင်းခန့်ကိုတိတ်တဆိတ်ကြည့်နေခဲ့သည်မင်းခန့်ကထိုးနောက်ပြောလိုက်သည်တီရီဟင်းငါ့ကိုဒုတိယအခွင့်အရေးပေးမလားတီရီသည်မျက်ရည်ဝဲလာခဲ့သည်မင်းကိုအခွင့်အရေးပေးတာမဟုတ်ဘူးမင်းခန့်အံ့ဩသွားသည်ဒါဆိုတီရီကသူ့လက်ကိုကင်လိုက်သည်ကျမတို့နှစ်ယောက်စလုံးကိုအခွင့်အရေးပေးတာမင်းခန့်သည်ပြုံးလိုက်သည်ထိုပြုံးတွင်ပျော်ရွှင်မှုများနှင့်အတူအချိန်တော်ကြာခံစားခဲ့ရသောနာကျင်မှုများလည်းပျောက်ကွယ်သွားခဲ့သည်သူတို့သည်ပြန်လည်ချစ်သူများဖြစ်လာခဲ့ကြသည်ဒါပေမဲ့ယခုတစ်ကြိမ်တွင်သူတို့သည်အရင်ကထက်ပိုမိုနားလည်သောလူနှစ်ယောက်ဖြစ်နေခဲ့ကြသည်ဘဝ၏စမ်းသပ်မှုအချစ်ပြန်လည်ကောင်းမွန်လာပြီးနောက်ဘဝကသူတို့ကိုနောက်ထပ်စမ်းသပ်မှုတစ်ခုပေးခဲ့သည်မင်းခန့်သည်နိုင်ငံခြားတွင်အလုပ်လုပ်ရန်အခွင့်အရေးရလာခဲ့သည်လစာကောင်းသည်မိသားစုအတွက်လည်းအထောက်အကူဖြစ်နိုင်သည်သို့သောသွားရမည့်ကာလမှာ2 နှစ်ဖြစ်သည်မင်းခန့်သည်တီရီကိုပြောရန်ချီတုံချတုံဖြစ်နေခဲ့သည်ယခင်ကလိုဖုံးကွယ်လိုစိတ်ပြန်ပေါ်လာခဲ့သည်သို့သောသူကတီရီကိုဂတိပေးထားခဲ့သည်ထို့ကြောင့်တညတွင်သူမကိုပြောလိုက်သည်ငါနိုင်ငံခြားအလုပ်တစ်ခုရလာတယ်တီရီသည်ခဏတိတ်သွားသည်
ဘလောက်ကြာမလဲ2 နှစ်လောက်တီရီ၏မျက်နှာပေါ်တွင်စိုးရိမ်မှုများပေါ်လာခဲ့သည်သွားချင်လားမင်းခန့်ကတိတ်ဆိတ်နေခဲ့သည်မိသားစုအတွက်ဆိုသွားသင့်တယ်ထင်တယ်တီရီသည်ခေါင်းငိတ်လိုက်သည်ဒါဆိုသွားပါမင်းခန့်ကသူမကိုကြည့်လိုက်သည်မင်းဘဝအတွက်ကောင်းတာကိုမလုပ်စေချင်ဘူးလို့ကျမမပြောချင်ဘူးတီရီကပြောလိုက်သည်ဒါပေမဲ့ကျမကြောက်တယ်မင်းခန့်ကသူမ၏လက်ကိုကင်လိုက်သည်ငါလည်းကြောက်တယ်ယခင်ကဆိုရင်သူကဘာမှမဖြစ်ဘူးဟုပြောခဲ့မည်သို့တော်ယခုတော့သူတို့သည်ကြောက်ရွံ့မှုကိုပင်အတူတကွဝန်ခံနိုင်လာခဲ့သည်ကြောက်ပေမဲ့ကြိုးစားမယ်မင်းခန့်ကပြောလိုက်သည်အဝေးမှနေရလို့မင်းကိုမချစ်တော့တာမဟုတ်ဘူးတီရီကမျက်ရည်ဝဲနေပြီးပြုံးလိုက်သည်ဒါဆိုကျမလည်းစောင့်မယ်အကွာအဝေးမင်းခန့်နိုင်ငံသားသို့ထွက်ခွာသွားခဲ့သည်အစပိုင်းတွင်အလွန်ခက်ခဲခဲ့သည်အချိန်ကွာခြားမှုများအလုပ်ချိန်များတယောက်အိတ်ချိန်တွင်တယောက်နိုးနေခြင်းတခါတရံဖုန်းလိုင်းမကောင်းခြင်းသို့တော်ယခင်ကနှင့်မတူသည်မှာသူတို့သည်မပြောဘဲတိတ်ဆိတ်မနေတော့ပေစိတ်မကောင်းလျင်ပြောကြသည်စိတ်ဆိုးလျင်ပြောကြသည်တတိယလျင်လဲတတိရတယ်ဟုရိုးရိုးလေးပြောကြသည်တနေ့တွင်မင်းခန့်ကအလုပ်ကြောင့်ဖုန်းမခေါ်နိုင်ခဲ့ပေတီရီစိတ်ဆိုးသွားခဲ့သည်သို့တော်ယခင်ကလိုတိတ်ဆိတ်မနေခဲ့ပေကျမစိတ်ဆိုးနေတယ်ဟုစာပို့လိုက်သည်မင်းခန့်ကချက်ချင်းမပြန်နိုင်ခဲ့ပေနာရီအနည်းငယ်ကြာပြီးနောက်တောင်းပန်ပါတယ်အလုပ်ကအရေးပေါ်ဖြစ်နေလို့ဟုပြန်လာခဲ့သည်တီရီကအလုပ်များတာကိုနားလေတယ်ဒါပေမဲ့မင်းစင်ပြေတယ်ဆိုတာသိချင်တယ်ဟုပြန်ပို့ခဲ့သည်မင်းခန့်ကဖုန်းခေါ်လာခဲ့သည်ငါအဆင်ပြေတယ်တကယ်လားနည်းနည်းပင်ပန်းနေဒါဆိုနားလိုက်မင်းကိုဖုန်းဆက်ချင်လို့တီရီကပြုံးလိုက်သည်အကွာအဝေးသည်သူတို့ကိုခွဲခြားထားနိုင်ခဲ့သည်သို့တော်ယုံကြည်မှုကသူတို့ကိုပုံမနီးကပ်စေခဲ့သည်ပြန်လာသောနေ့2 နှစ်နီးပါးကြာလာခဲ့သည်မင်းခန့်ပြန်လာမိနေ့တီရီသည်လေဆိပ်တွင်စောင့်နေခဲ့သည်သူမ၏လက်ထဲတွင်ထီးတလက်ကင်ထားသည်ထိုနေ့တွင်မိုးမရွာပေသို့တော်သူမထီးယူလာခဲ့သည်အချိန်ကြာလာပြီးနောက်လူများစွာထွက်လာကြသည်တီရီသည်မျက်နှာတစ်ခုချင်းစီကိုလိုက်ကြည့်နေခဲ့သည်နောက်ဆုံးတွင်မင်းခန့်ကိုတွေ့လိုက်ရသည်သူတို့2 ယောက်သည်ခဏတိတ်ဆိတ်စွာတစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြသည်2 နှစ်ဆိုသောအချိန်သည်တခါတရံအလွန်ရှည်လျားသည်မင်းခန့်ကသူမအနားသို့ရှောက်လာခဲ့သည်ငါပြန်လာပြီတီရီကမျက်ရည်ကျရင်ပြောလိုက်သည်နောက်ကျတယ်မင်းခန့်ကရေလိုက်သည်လေရင်ကနောက်ကျတာအဲ့ဒါမဟုတ်ဘူးဒါဆိုဘာလဲတီရီကမင်းခန့်ကိုဖတ်လိုက်သည်2 နှစ်နောက်ကျတာမင်းခန့်သည်သူမကိုတင်းတင်းဖတ်ထားလိုက်သည်တောင်းပန်ပါတယ်ဒီတစ်ခါတော့ခွင့်လွတ်တယ်သူတို့2 ယောက်ရင်မိကြသည်လေဆိပ်အပြင်ဘက်သို့ထွက်လာသောအခါမိုးဆက်လေးများစတင်ကျလာခဲ့သည်တီရီကထီးကိုဖွင့်လိုက်သည်မင်းခန့်ကပြုံးလိုက်သည်ထီးတစ်ဝက်လောက်သုံးမလားတီရီကသူ့ကိုကြည့်ပြီးပြောလိုက်သည်ဒီတစ်ခါတော့ထီးတစ်ချောင်းလုံးအတူသုံးမယ်အနာဂတ်စီတို့နှစ်အနည်းငယ်ကြာပြီးနောက်မိုးရေစာအုပ်ဆိုင်သည်လူသိများသောနေရာလေးတစ်ခုဖြစ်လာခဲ့သည်ဆိုင်ထဲတွင်စာအုပ်များစွာရှိသည်စာဖတ်နေသူများကော်ဖီတောက်နေသူများစကားပြောနေသောတငယ်ချင်းများသတင်းပေါက်နားတွင်တော့တီရီအကြိုက်ဆုံးစပွဲလေးတစ်လုံးရှိနေသည်တနေ့တွင်မင်းခန့်ကဆိုင်ပိတ်ပြီးနောက်တီရီကိုအဲ့ဒီနေရာတွင်ထိုင်ခိုင်းလိုက်သည်ဘာဖြစ်လို့လဲတီရီကမေးလိုက်သည်မင်းခန့်ကသူမရှိတွင်ထိုင်လိုက်သည်သူ့လက်ထဲတွင်တစ်တာလေးတစ်ခုရှိနေသည်တီရီသည်အံ့ဩသွားသည်မင်းခန့်သူကဖြင်းချင်းစွာပြောလိုက်သည်ငါမင်းကိုပထမဆုံးတွေ့တဲ့နေ့မှာတီရီကပြုံးလိုက်သည်
မိုးရွာနေခဲ့တယ်ဟုတ်တယ်ပြီးတော့ထီးတဝက်မျှပေးခဲ့တယ်အဲ့ဒါလဲဟုတ်တယ်အခုကဘာလို့မလို့လဲမင်းခန့်ကတစ်တာလေးကိုဖွင့်လိုက်သည်ငါဘဝတဝက်မဟုတ်ဘူးသူမ၏မျက်လုံးများဆိုလာခဲ့သည်ငါဘဝတစ်ခုလုံးကိုမင်းနဲ့မျှဝေခြင်းနဲ့တီရီသည်မျက်ရည်ကျလာခဲ့သည်မင်းခန့်ကဆက်ပြောလိုက်သည်ငါတို့အခက်ခဲတွေအများကြီးကြုံခဲ့ရတယ်တခါတရံမင်းကိုနားမလည်ခဲ့ဘူးတခါတရံမင်းကိုနာကျင်စေခဲ့တယ်တခါတရံမင်းကိုဆုံးရှုံးခဲ့ရတယ်သူသည်တီရီလက်ကိုကင်လိုက်သည်ဒါပေမဲ့ဘလောက်ဝေးသွားငါပြန်လာခြင်းတဲ့နေရာကမင်းစီပဲတီရီသည်မျက်ရည်များကြားမှပြုံးလိုက်သည်တီရီမင်းခန့်ကမေးလိုက်သည်ငါနဲ့လက်ထပ်မလားတီရီသည်ခဏမျှမပြောနိုင်ခဲ့ပေထို့နောက်သူမကခေါင်းညှိလိုက်သည်လက်ထပ်မယ်မင်းခန့်ကပြုံးလိုက်သည်တီရီကမျက်ရည်များကိုတုပ်ရင်းပြောလိုက်သည်ဒါပေမဲ့မင်းခန့်အံ့ဩသွားသည်ဒါပေမဲ့ဘာလဲမိုးရွာတဲ့နေ့မှာလက်ထပ်ရမယ်ဘာလို့လဲတီရီကပြုံးလိုက်သည်ကျမတို့ဇလန်းကမိုးနဲ့စားခဲ့တာလေမိုးအောက်ကဂတိလက်ထပ်မိနေ့ရောက်လာခဲ့သည်မိုးရွာမည်ဟုရာသီဥတုခန့်မှန်းချက်ကပြောထားတော်လဲမနက်ပိုင်းတွင်နေထွက်နေခဲ့သည်တီရီကစိတ်ပြက်သလိုပြောလိုက်သည်မိုးမရွာတော့ဘူးထင်တယ်မင်းခန့်ကရေလိုက်သည်မိုးရွာမှလက်ထက်ရမှာလားဟုတ်တယ်ဒါဆိုမိုးရွာအောင်ဆူတောင်းညနေပိုင်းသို့ရောက်လာသောအခါကောင်းကင်သည်တဖြည်းဖြည်းမှောင်လာခဲ့သည်ထို့နောက်မိုးဆက်လေးများကျလာခဲ့သည်တီရီကပြုံးလိုက်သည်တွေ့လားမင်းခန့်ကသူမကိုကြည့်လိုက်သည်မင်းကတကယ်ထူးဆန်းတယ်မင်းလဲသိပြီးသားပဲမိုးဆက်များအောက်တွင်သူတို့နှစ်ယောက်သည်တယောက်ကိုတယောက်ကြည့်နေခဲ့ကြသည်သူတို့၏ဇလန်းသည်ပြီးဆုံးသွားခြင်းမဟုတ်ပေအမှန်တကယ်တော့လက်ထပ်ခြင်းသည်အချစ်ဇလန်းတစ်ခု၏အဆုံးမဟုတ်ပေနောက်ထပ်ဇလန်းတစ်ခု၏အစသာဖြစ်သည်ဘဝတွင်နောက်ထပ်အခက်အခဲများရှိလာမည်တခါတရံစိတ်ဆိုးကြမည်တခါတရံနားလည်မှုလွဲကြမည်သို့သောယခုတစ်ကြိမ်တွင်သူတို့သိနေပြီဖြစ်သည်တိတ်ဆိတ်မနေဖို့နားထောင်ပေးဖို့နားလည်ပေးဖို့နာကျင်မှုကိုဖုံးကွယ်မထားဖို့ပြီးတော့တယောက်ကိုတယောက်မလွတ်ပစ်ဖို့မင်းခန့်သည်တီရီ၏လက်ကိုတင်းတင်းကင်ထားလိုက်သည်တီရီကပြုံးပြီးပြောလိုက်သည်မင်းခန့်ဟင်းနောက်တစ်ဘဝရှိရင်လဲကျမကိုရှာတွေ့နိုင်မလားမင်းခန့်ကခဏစဉ်းစားလိုက်သည်မိုးရွာတဲ့နေ့ကိုစောင့်နေမယ်တီရီကရေလိုက်သည်ပြီးတော့ထီးတစ်လက်ယူထားမယ်သူတို့နှစ်ယောက်၏ရေတံသည်မိုးရွာတံများကြားတွင်ပြန့်နှံ့သွားခဲ့သည်တစ်ချိန်ကမိုးရွာသောနေ့တစ်နေ့တွင်မတော်တဆတွေ့ဆုံခဲ့ကြသောလူနှစ်ယောက်နားလည်မှုလွဲခဲ့ကြသည်ဝေးကွာခဲ့ကြသည်ဆုံးရှုံးခဲ့ကြသည်သို့သောနောက်ဆုံးတွင်အချစ်ဆိုသည်မှာမည်သည့်အခက်ခဲမှမရှိခြင်းမဟုတ်ကြောင်းသူတို့သိလာခဲ့သည်အခက်ခဲများရှိနေတော်လဲတယောက်၏လက်ကိုတယောက်မလွတ်ပြစ်ရန်ရွေးချယ်ခြင်းသာဖြစ်သည်မိုးသည်ဆက်လက်ရွာနေခဲ့သည်ထီးတလက်အောက်တွင်တော့မင်းခန့်နှင့်တီရီတို့၏ဘဝသစ်သည်စတင်နေခဲ့သည်လက်ထပ်ပြီးနောက်မိုးရွာသောနေ့တွင်မင်းခန့်နှင့်တီရီတို့၏မင်္ဂလာပွဲကိုရိုးရိုးရှင်းရှင်းကျင်းပခဲ့ကြသည်ကြီးကျယ်ခမ်းနားသောမင်္ဂလာခန်းမှမရှိခဲ့ပေလူအများကြီးလည်းမဖိတ်ခဲ့ကြပေသူတို့ကိုအမှန်တကယ်ချစ်ခင်သောမိသားစုဝင်များနှင့်တငယ်ချင်းအနည်းငယ်သာရှိခဲ့သည်တီရီမိခင်သည်သမီးကိုကြည့်ရင်မျက်ရည်ဝဲနေခဲ့သည်သမီးပျော်ရဲ့လားတီရီကမိခင်၏လက်ကိုကင်လိုက်သည်ပျော်တယ်အမေမိခင်ကမင်းခန့်ကိုကြည့်လိုက်သည်ငါသမီးကိုဂရုစိုက်နော်မင်းခန့်ကခေါင်းညှိလိုက်သည်စိတ်ချပါအမေတီရီကချက်ချင်းပြောလိုက်သည်အမေသူကကျမကိုပဲဂရုစိုက်ရမှာမဟုတ်ဘူးမင်းခန့်ကပြုံးလိုက်သည်ဒါဆိုဘသူကငါ့ကိုဂရုစိုက်မှာလဲကျမပေါ့
နှစ်ယောက်စလုံးရေမိကြသည်အဲ့ဒီနေ့မှာသူတို့နှစ်ယောက်ဂရီတစ်ခုပေးခဲ့ကြသည်ပျော်ရွှင်တဲ့အချိန်မှသာမဟုတ်ပဲအခက်ခဲရှိတဲ့အချိန်မှာလည်းတယောက်ဘေးမှာတယောက်ရှိပေးမယ်ဆိုတဲ့ဂရီ